ကျွန်တော်ရဲ့နေပယ်စူးစမ်းနေတဲ့ညီအကိုတွေမောင်နှမတွေအဲ့လိုမျိုးခက်ခဲတွေမဖြစ်အောင်ဘယ်လိုမျိုးရှောင်လို့ရလဲဘယ်လိုမျိုးဒါရောကြော်လွှားလို့ရလဲဆိုတာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ဒီညီမလေးရဲ့ comment လေးကိုကျွန်တော် reply ပြန်လိုက်ပါတယ်အသီးတစ်ခုတိုးပါတယ်တဲ့ကျေးဇူးပါနော်တဲ့ comment လေးမှတ်ပေးရတဲ့အတွက်လည်းကျွန်တော်ကကျေးဇူးတင်ပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်ရဲ့နေပယ်ကလူတွေကိုကျွန်တော်တွေ့ကြုံခဲ့တဲ့အတွေ့အကြုံလေးကျွန်တော်ဖြစ်ခဲ့တဲ့အခက်အခဲလေးတွေကိုကျွန်တော်ရဲ့နေပယ်စူးစမ်းနေတဲ့ညီအကိုတွေမောင်နှမတွေအဲ့လိုမျိုးခက်ခဲတွေမဖြစ်အောင်ဘယ်လိုမျိုးရှောင်လို့ရလဲဘယ်လိုမျိုးဒါရောကြော်လွှားလို့ရလဲဆိုတာကျွန်တော်ရဲ့အတွေ့အကြုံလေးကိုပြန်လည်ပြီးတော့မျှဝေပေးတာပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ဒါညီကိုမောင်နှမတွေအကျိုးကျေးဇူးတစ်စုံတစ်ရာရတယ်ဆိုရင်ကျွန်တော်မျှဝေရကြိုးနဲ့တယ်ပေါ့နော်နောက်လည်းကျွန်တော်ဖြစ်ပျက်ခဲ့တဲ့အတွေ့အကြုံလေးတွေနဲ့ဘယ်လိုဖြတ်တန်းခဲ့လဲဆိုတာကျွန်တော်မျှဝေပြပါမယ်သိချင်တဲ့အရာလေးရှိရင်လည်းကျွန်တော်ကို comment လေးမှာမေးပေးပါဒါတော့ကျွန်တော်ရဲ့နေပယ်နဲ့သက်ဆိုင်တဲ့အရာပေါ့နော်လက်ရှိကကျွန်တော်ကိုရီးယားမှာရောက်နေတာဖြစ်တဲ့အတွက်ကိုရီးယားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်သိတဲ့လောက်ကျွန်တော်ရဲ့အတွေ့အကြုံလေးကိုပြန်ပြီးတော့မျှဝေပေးပါမယ်ခင်ဗျာကျွန်တော်ဆရာကြီးတော့မဟုတ်ပါဘူးကျွန်တော်ထက်သိတဲ့တက်တဲ့ဆရာသမားတွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာကျွန်တော်တွေ့ကြုံခဲ့တဲ့အတွေ့အကြုံလေးတွေကိုပဲကျွန်တော်ကပြန်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ